ဆိုတော့ဒီနေ့ဖတ်ကြားနေတဲ့ဆွေးနွေးမဲ့ပါရသည်ရွှေဘာဂဝတမ်ကျမ်းကန္နာကြီး6အခန်းနဲ့ပါရ32ဖြစ်ပါတယ်ဒီပါရမှာအဂျာမေလကနောင်တရရပြီးတော့မှသူဘာတွေပြောနေလဲလို့ဆိုရင်ဒီနေ့ဒီပါရမှာअथापि मे धुर्भगस्य विबुधोत्तमदर्शने भवितव्यं मङ्गलेन येनात्मा मे प्रसिद्धति अजामिलगा I am certainly most abominable and unfortunate to have merged in the ocean of sinful activities. But nonetheless, because of my previous spiritual activities, I could see those four exalted personalities who come to rescue me. So, Imatan Sesso Yonshazia Akanzo Ka Asozo Sure No Akudo Lotu Yatamudiyama Mioni Gere Dudio Pikere Dabime A Yenga Lotare Loco Dra Losang Muri Jound Imatama Nimia de Pogo Levago No, through Labiro, Ketin Jengo, to know Yashigere. Akujano are exceedingly happy because of their visit. Turune, through Lagere, Turune, Tuge Ya Jin Jound. To know ha alone, no, Yoshwinge Babi, Johnny Rapide. No, so. ဒီအခုကျွန်တော်တို့လေ့လာနေတဲ့ဒီအကြောင်းကနော်အဂျာမေလ်ဆိုတဲ့နော်ဝီကောင်းဖခင်သားသမီးတယောက်နော်မိဘကောင်းကောင်းကနေမွေးလာတဲ့နော်ဒီသားသမီးတယောက်နော်ငယ်ငယ်တုန်းကလည်းကောင်းကောင်းမွန်မွန်ဘုရားအလုပ်တရားအလုပ်လုပ်ပြီးတော့မှနော်နေခဲ့တဲ့ဒီလူငယ်တယောက်ဟာကံဆိုးပြီးတော့နော်လူတယောက်ကဟိုကံဆိုးရင်နော်သူကဟိုပတ်စံဆုံးရှုံးသွားတာနော်စီးပွားရေးကျသွားတာနော်အဲ့ဒါတကယ်တမ်းပြောရင်တအားကံဆိုးတယ်လို့ပြောလို့မရဘူးဒီကိစ္စနော်တခါလေကြာရင်နော်ဒီစီးပွားပြက်ပြီးတော့မှဒုက္ခရောက်ပြီးမှလူတယောက်ကအမြင်မှန်နေရပြီးတော့ဘဝမှာအောင်မြင်ချမ်းသာသွားတဲ့လူတွေအများကြီးရှိတယ်ဆိုတော့လောလောဆယ်စီးပွားပြက်လို့လောလောဆယ်စီးပွားရေးကျလို့လောလောဆယ်နော်ဒုက္ခရောက်လို့ကျွန်တော်ကံဆိုးသွားပြီလို့ကျွန်တော်ပြောလို့မရအောင်ဒီရှင်မဘာဂဝတမှာတော့ဘာတော်ပါလဲလို့ဆိုရင်လူတယောက်ကတကယ်ကံကောင်းပြီလို့ဆိုရင်တဲ့ဖျားရှင်မြတ်တာတော့လူတယောက်ပေါ်မှာတကယ်ကြပြီဆိုတဲ့အခါကြာရင်လည်းဘာဖြစ်လဲလို့ဆိုရင်သူထင်တာတခုမှဖြစ်မလာပဲနဲ့ဖြစ်သွားတတ်တယ်နော်ဘောမှာဒုက္ခဘောင်းစုံနဲ့ရင်ဆိုင်ရတာဖြစ်ပြီးသူမမျော်လင့်တာနော်ပဝန်းကျင်ကသူ့ဖယ်ကျင်သွားတာစီးပွားရေးရှုံးသွားတာလူတွေသူနဲ့မပေါင်းတော့တာအားကိုးရမဲ့ဖြစ်သွားတာလူတွေသူ့ကိုမလေးစားတော့တာနော်အဲ့ဒါတကယ်ဘုရားရှင်မြတ်တာတော်ကိုတကယ်ရပြီဆိုတဲ့လူတယောက်ကဒါတွေဖြစ်လာတာဘောမှာဖြစ်လာတဲ့အခါကျရင်တဲ့ကျန်တဲ့လူတွေအားလုံးကတော့သူ့ကိုဘာပြောလဲဒီလူကန်ဆိုးနေပြီလို့ပြောမှာအဲ့ဒီခါကျရင် everybody will say that this guy is very unfortunate ပြောမှာဒါပေမဲ့လူတွေကတော့ကန်ဆိုးတယ်လို့ထင်မယ်ဒါပေမဲ့သူ့ဟာဘာဖြစ်လာလဲဆိုရင်လောကကြီးအမှန်တရားကိုမြင်ခွင့်ရသွားတယ်သူက
လူတွေဒီလိုပါလားနော်အဲ့ဒါဘဝမှာအရေးကြီးဆုံးကိစ္စပဲဩလောကကြီးဒီလိုရှိပါလားလို့မသိဘဲနဲ့နော်ဟိုတငယ်ချင်းတွေနဲ့အချိန်ဖြုံးလိုက်နော်ပတ်စံတွေကိုဟိုမှာဖြုံးလိုက်မဟုတ်တာတွေလှုပ်လိုက်နော်လှုပ်နေရကတကယ်တမ်းပြောရင်နော်ဒါတွေအားလုံးကတကယ်တမ်းကြိုက်ငါမလှုပ်တဲ့ဥစ္စာတွေပါလားလို့သိလာတဲ့နေ့ဟာအဲ့ဒါပါလေကံကောင်းတဲ့နေ့ပဲဆိုတော့တခါလေကြာရင်တဲ့နော်ဘုရားရှင်ဟာနော်သူ့ရဲ့တာဝကတယောက်ကိုကဲတင်ခြင်းပြီလို့ဆိုရင်တဲ့နော်လောကရဲ့အမှန်တရားကိုသူ့ပြပေးလိုက်တာလေနော်လောကရဲ့အမှန်တရားကိုပြပေးလိုက်တာနော်ကြည့်နော်မင်းထင်နေတယ်ဆိုတော့လောကကြီးတကယ်တော့ဒါပဲဆိုတာပြပေးလိုက်တာအဲ့ဒီနာရဒမုနီရဲ့ဇတ်တော်မှာလေနာရဒမုနီကတကယ်တမ်းပြောရင်ကျွန်မတယောက်ရဲ့သားဖြစ်ခဲ့တယ်သူက is a son of a maid servant ကျွန်မတယောက်ရဲ့သားဖြစ်တော့နော်အဖေမရှိဘူးသူကအဲ့ဒီအမေကလည်းကျွန်မဖြစ်တဲ့ကြောင့်သူကနော်ဟိုအိမ်မှာဟိုမှာအလုပ်လုပ်ဒီမှာအလုပ်လုပ်နေသားနဲ့သူနဲ့အဲ့လိုပဲရှောက်သွားပြီးရှာစားနေရတဲ့ဘဝမှာဒါနာရဒမုနီဖြစ်လာမဲ့ပုံကိုနော်အတိတ်ဘဝကဇာလာဆိုတဲ့အခါကျတော့ तू ကသူ့အမေကိုတအားတိုင်ဟောစင်ရှိတယ်တပြိုင်နက်တည်းမှာသူ့အမေကဘသူတွေကိုအလုပ်ကျွေးလုပ်လဲလို့ဆိုရင်ဒီသူတော်ကောင်းတွေစာသူတွေနော်လာလို့ရှိရင်သူ့အမေကသူတို့ကိုထမင်းချက်ကျွေးတယ်ဝေယဝဆလုပ်တယ်နော်တန်ရှင်းလုပ်တယ်အကုန်လုံးမသူတို့ဝေယဝဆအကုန်လုံးလုပ်တဲ့အခါကျပြီးတော့သူတို့စားလို့ရှိတော့အဲ့ဒီနော်ဒီသူတို့ရဲ့စားကျွင်းပေါ့နော်သူတို့ရဲ့စားကျွင်းသူတို့ရဲ့စားပြီးတော့ကြံတဲ့ဥစ္စာကိုလည်းသူတို့ရဲ့ခွင့်ပြုချက်နဲ့သူ့ကလေးကိုစားခွင့်ရတယ်ဆိုတော့အခုခေတ်ကအခုကဒီစကားကိုနားလည်မှာမဟုတ်ဘူးနော်သူတော်တင်တယောက်ကစားပြီးတော့မှဒီခြံထားလိုက်တဲ့ဥစ္စာကိုစားခွင့်ရတယ်ဆိုတာဘာလဲဆိုတာပေါ့နော်အဲ့တော့အခု ISKCON ပေါ့အခုဟရိကೃష్ဏအသင်းကြီးအောင်မြင်ဆုံးနေရာကဘာမှာပြပါလို့ပြောရင်ရုရှားကိုပြမယ်ရုရှားမှာတောင်းနေချင်တဲ့တာဝကတွေနော်ရုရှားတစ်ချိန်လုံးကဟရိကೃష్ဏတွေလုံးဝနော်ဝင်လို့မရတဲ့နေရာဆန္ဒစီယဟန်တွေတွားလို့ရှိရင်အိုစားလဲပြီးအုတ်တုတ်ဆောင်ဘောင်းမရှိဖို့ပြီးတော့တွားယဟန်ဆိုဝင်ခွင့်မရှိတဲ့တိုင်းပြည်နော်ဘာသာရေးအဲ့လိုကတ်တန်ထားတယ်စဉ္ညာစီတွေတွားလို့မရတဲ့တိုင်းပြည်ဆိုတော့သာသနာပြုတဲ့သူတွေအားလုံးဟာအဲ့ချိန်ခိုးကြောင်ခိုးရတွားရတာဖမ်းခံရတာရှိတယ်နော်အဲ့ဒီတော့ကဘလောက်ခက်ခဲလဲလို့ဆိုရင်လည်းဒီရှီလာပရုပတ်တဲ့စာအုပ်တွေအဲ့ဒီကိုမရောက်ဘူးဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်တွေတင်သွင်းခွင့်မရှိဘူးဆိုဟရိကೃష్ဏတွေကဘာလို့လဲဆိုဒီပိုလန်တို့ဘာလို့မှာဒီရုရှားသင်္ဘောတွေလာလို့ရှိရင်ညာကြီးသွားပြီးတော့မှတော့မနေ့အစောကြီးသွားပြီးတော့မှကမ်းမှာသွားပြီးတော့မှအဲကမ်းကတ်ထားတဲ့သင်္ဘောတွေမှာစာအုပ်အထုပ်တွေကိုပြစ်ထက်ပြီးပြန်ပြေးလာတာသူတို့အဲ့ဒီသင်္ဘောတွေဟိုဘက်သွားလို့ရှိရင်တအုပ်စားနှစ်အုပ်စားပါသွားမယ်ပေါ့တခုခုပေါ့အဲ့လောက်ခက်ခဲတဲ့တိုင်းပြည်ဆိုတော့ရှီလာပရုပတ်ကအဲ့မှာနော်ရှီလာပရုပတ်ကရုရှားကိုသွားတယ်ရုရှားကိုရောက်ခဲ့တယ်ရောက်ခဲ့တဲ့အခါမှာအနောက်က KGB ဆိုတဲ့ဒီထောက်လိုင်းကတောက်လျှောက်လိုက်နေတာဟိုတယ်ထဲမှာထိုင်ရတယ်ဟိုတယ်မှာစောင့်ကြည့်နေတယ်ဘယ်နေရာသွားပေါင်မုတ်တစ်လုံးတတ်လို့ရဖို့အတွက်ကိုအကြာကြီးတန်းစီရတယ်ဖြစ်တယ်လို့စားပြီးတော့နော်တမင်းနဲ့တကူချက်ဖို့အတွက်ကိုမနေ့တန်းစီပြီးနော်တော်တော်လေးခက်ခဲနဲ့ပရောပတ်နေခဲ့တယ်နေခဲ့တဲ့အချိန်မှာပဲအဲ့လိုပရောပတ်ရဲ့တာဝကကအဲ့မှာတန်းစီနေတဲ့အချိန်မှာပဲတယောက်ကလာပြီးသူ့ကိုမေးတယ်အဲ့မှာတော်တက်တယ်နဲ့လာမေးတဲ့အခါကျတော့ဒီဘုရားတာဝကလည်းပရောပတ်80လို့သူကြောက်တယ်ဒီဘက်ကလည်းဟာဒါထောက်လိုင်းရဖြစ်မလားပါလားဆိုတော့နော်မပြောရဲဘူးအဲ့ဒီတော့အဲ့လောက်တော့ပြောလို့မရဘူးနော်ဒီနိုင်ငံသားနဲ့ဆက်သွယ်ရင်အမတာအန်ဒီရရှိထောက်လိုင်းရတဲ့အနောက်ကလိုက်လာမယ်နော်ဒါကျွန်တော်တို့ဗမာပြည်မှာလည်းကျွန်တော်တို့ကြုံခဲ့ရတယ်1981-82မှာနိုင်ငံသားနဲ့အတူတူလမ်းလျှောက်လို့မရဘူးနော်အဲ့တော့ဗတိဝိကာဆွာမီလာလို့ရှိရင်နော်သူ့ကိုကျွန်တော်ကနော်ဟိုတယ်မှာသွားခေါ်တယ်ပေါ့သွားခေါ်လို့ရှိရင်ကျွန်တော်ကဟိုအဝေးကြီးမှာစောင့်အချိန်တိကျသွားရတယ်အဝေးကြီးမှာစောင့်နေရတယ်ကျွန်တော်ကစောင့်နေပြီးတော့မှ
နော်နိုင်ငံခြားသားအတူသွားရင်အနောက်ကိုလိုက်လာမှာလာမေးမှာဘာဖြစ်တယ်ဘာညာအကုန်လုံးဇာလန်ရှုပ်နိုင်တဲ့အနေထားရှိအဲ့လိုအခြေအနေဗမာမြန်မာနိုင်ငံရှိခဲ့တယ်ကျွန်တော်တို့ကြုံခဲ့ရတယ်နော်ကျွန်တော်ကသူနဲ့သွားပြီဆိုရင်အနောက်က4လ5လလောက်မှလမ်းလျှောက်ပြီးတော့အနောက်ကကျွန်တော်အရှိရသွားသူကအနောက်ကလိုက်လာတယ်ပဲသွားထမင်းသွားစားမယ်ဆိုတော့အဲ့လိုနော်အဲ့တော့အဲ့လိုခက်တဲ့အခြေအနေဗမာမြန်မာလည်းရှိခဲ့တယ်ဘာသာရေးစာအုပ်တွေကိုလုံးလို့မရဘူးဘာသာရေးဘာမှလုံးလို့မရတဲ့အနေထားဒါကကွန်မြူနစ်တိုင်းကြီးတွေမှာရှိနေကြဆိုရှယ်လစ်တိုင်းမှာရှိနေကြအဲ့ဒီခေတ်ကလည်းအဲ့မှာရှိရရှိမှာအဲ့လိုလူတယောက်ကချင်းကပ်လာတဲ့အခါမှာနော်ဒီ तू ကအဲ့မှာစူးစမ်းလာတော့နော်ဒီအန်ဒီရရှိဆိုတာတည့်ရတာနဲ့ပရောပတ်ရဲ့ရှစ်ရှာကသူ့ကိုပရောပတ်စီခေါ်သွားတာနော်ခေါ်သွားတဲ့အခါကျတော့ပရောပတ်ကအဲ့ဒီမှာပြတ်စားနေတာစွန်းစားနေတဲ့အချိန်စွန်းစားနေတဲ့အချိန်ကျတော့ပရောပတ်ကသူ့ကိုပြောရင်းနဲ့ तू ကလုံးဝ serious နော်အဲ့ serious ဖြစ်တဲ့ခါကျတော့ပရောပတ်ကသူ့ကိုစားနေနဲ့သူ့ပကံလေးရပဲတခုယူပြီးသူ့ကိုကျွေးလိုက်တာနော်အဲ့ဒါရုရှားတနိုင်ငံလုံးရဲ့ ISKCON ရဲ့တမိုင်းမယ်ရီအဲ့ပရောပတ်ပကံလေးတလုံးသူ့ကိုကျွေးလိုက်တဲ့ဥစ္စာနော် that is the history of ISKCON Russiaဆိုတော့သူတော်စင်ရဲ့စားကျွင်းလောက်တစ်ခုလောက်ကိုစားခွင့်ကြုံခဲ့ရင်တစ်ချိန်မှာနော်တကယ်ဖြူစင်တဲ့သူတော်စင်ဖြစ်ရမယ်ပေါ့နော်သူတို့ရဲ့စားခွင့်ကြုံခဲ့ရင်သူတို့ခြေထောက်ကဖုံမှုတ်ကလေးကိုခေါင်းပေါ်တင်နိုင်ခဲ့ရင်နော်ကျွန်တော်တို့ရင်တော့ငယ်ငယ်တော့ကြုံဘူးတယ်မော်လမြိုင်ကိုဒီယဟန္တာဆိုတဲ့ဆရာတော်တွေကြွတာတွေရှိတဲ့ခါကျရင်မျိုးသမီးတွေကသပင်ကိုခင်းပေးတယ်သူတို့လမ်းလျှောက်ဖို့အတွက်အောက်မှာနော်ဒီဆရာတော်တွေကြွလို့ရှိရင်တပတ်တွေခင်းပေးတယ်ဘာလို့လဲနော်ကိုဆရာတော်ကြွရင်ခင်းပေးကြတယ်တပတ်တွေခင်းတယ်နော်သပင်ချပေးတယ်နော်ဒီဝေရထုံးစံအရဆိုရင်တော့သပင်ကိုမထိရဘူးသပင်ကိုနင်းလို့မရဘူးဒါပေမဲ့ဒီဘက်မှာတော့သူတို့ယဉ်ကျေးမှုရတော့သပင်ကိုခင်းပေးတာလည်းရှိတယ်သပင်ခင်းပေးတယ်တပတ်တွေခင်းပေးတယ်အဲ့ဒါကိုနင်းသွားရင်အဲ့ဒီဥစ္စာကိုတင်ထားတာသူတို့အဲ့ဒီနင်းသွားဆိုပါကြောင့်လေအဲ့ဒီသူတော်စင်တယောက်ရဲ့ခြေထောက်ပေါ်ကဘုံမဆိုတော့သူတော်စင်တယောက်ရဲ့ဒီဘုရားရှင်ကိုတကယ်အလုပ်ကျွေးလုပ်နေသူတော်စင်တယောက်ရဲ့တန်ဖိုးကတော်တော်ကြီးတယ်သူကနော်ဆိုတော့ဒီနာရဒမုနီကလည်းအဲ့ဒီမှာနေတဲ့အခါမှာ he has a chance နော်ဂျာရှိစီဒါရမ်လို့ပြောတာမှညီကီဂျာဆိုတော့ကျွန်တော်တို့ထင်တာဒီမှာကြည့်တော့ဒီအခုကျွန်တော်တို့ကလောကုတ္တရာလမ်းကိုရှောင်နေတဲ့အခါမှာနော်ဒီသူတော်စင်နဲ့ထိတွေ့ပြီးတော့သူတို့နာရဒမုနီကအဲ့မှာကလေးပဲကလေးကစာလည်းမတတ်ဘူးဘာမှမသိဘူးဒါပေမဲ့အဲ့ဒီနော်သူတို့ရဲ့စားထားတဲ့အကြံလေးတွေကိုကြံတာလေးတွေကိုစားရင်သူကအထဲမှာဘုရားရှင်ကိုချစ်မြတ်လို့တဲ့စိတ်ကအတော်မတောင်ဖြစ်လာတာတဲ့နော်အဲ့ဒါသူတို့ပြန်သွားပြီးတဲ့အခါမှာသူစိတ်ထဲမှာငါဟာဘဝမှာဘုရားတရားကလွဲလို့ငါလောကမှာတခြားဘာမှမလုပ်ချင်ဘူးဆိုတဲ့တဏှိဌာန်ဖြစ်လာတာထဲထဲမှာဒါကဘာကြောင့်လဲအဲ့ဒီစားကျွင်းကိုသူတို့စားလိုက်တဲ့ကြောင့်နော်ဆိုတော့နော်အဲ့လိုမျိုးထိတွေ့မှုရတဲ့အခါမှာနော်ဒီလိုပေါ့ခုနကကျွန်တော်ပြောတယ်ကံဆိုးတယ်ကံကောင်းတယ်ဆိုတာကိုကျွန်တော်ပြောတာဆိုတော့ तू အဲ့ဒီမှာပြသူ့အမေကိုတအားတန်ရောစင်ကြီးတယ်နော်တစ်ဖက်ကလည်းဘုရားတရားကိုတအားလှုပ်ချင်တယ်နော် तू ဘုရားတရားကိုတအားဇောက်ချပြီးအားထုတ်ချင်တယ်ဒီဘက်ကလည်းအမေကတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်အမေကိုလည်း तू ကမလွတ်နိုင်နော်ဆိုတဲ့အခါကျတော့အဲ့လိုအခြေအနေရောက်လာရင်ခုနကကျွန်တော်ပြောလူတယောက်ကိုဘုရားရှင်ကတကယ်ကယ်တင်ခြင်းမီလို့ဆိုရင် तू ကလောကရဲ့အနိဋ္ဌာယုံကိုပြပေးလိုက်တာနော်ဒီမြတ်စွာဘုရားဖြစ်လာမဲ့နော်မြတ်စွာဘုရားရှင်ဖြစ်လာမဲ့တိဋ္ဌထမင်းသားကိုလည်းနော်နမိတ်ကြီး၄ပါးကိုပါလေပြပေးလိုက်တာနမိတ်ကြီး၄ပါးကိုမြင်ပြီးမှလောကရဲ့အနိဋ္ဌာယုံပေါ့လောကကြီးရဲ့နော်အနိဋ္ဌာယုံကိုမြင်မှပဲလူတယောက်ကဖြစ်လာတယ်။အော်ဆိုအဲ့လိုဖြစ်သွားသူကအော်ဒါပဲလားဆိုတာ။ဒါကြောင့်ကံဆိုးတယ်ဆိုတာဟာတကယ်တမ်းပြောရင်နော်ကံလောကရဲ့အမြင်အရကံဆိုးတယ်ဆိုတာကံဆိုးတာမဟုတ်ဘူး။အဲ့တော့နာရဒမုနီရဲ့မိခင်ကဘာဖြစ်သွားလဲဆိုတော့ဒီလိုအခက်ခဲမှာနာရဒမုနီကတော်တော်ကိုဒုက္ခရောက်နေဘုရားကိုဆူတောင်းနေတယ်တော့တပည့်တော်ဘယ်လိုထွက်ရမလဲတပည့်တော်မှမိခင်တယောက်အဲ့တော့ဖြစ်ချင်တော့ဘာဖြစ်လဲသူ့အမေကတရက်
ညာကြီးမှာအပြင်သွားဖို့ထွက်တဲ့အချိန်မှာအင်မတန်အစိတ်ပြင်းတဲ့မွေပေါက်ခံရတယ်နော်မွေပေါက်ခံပြီးဆုံးသွားတယ်ဆိုတော့မွေပေါက်ခံပြီးဆုံးသွားတာဟာတဘောတော့ဘုရားရှင်ကသူ့ရဲ့လောကီတန်ရုံစဉ်ကိုဘာလို့ပေးလိုက်တာလဲယူပေးလိုက်တာဆိုတော့သူ့အမေကလည်းအတေးဘွားကုသိုလ်ကံတစ်ခုခုရှိမှာပေါ့မွေပေါက်ပြီးဆုံးရမယ်ဆိုတဲ့ကံတစ်ခုလို့ပါမှာပေါ့ဒါပေမဲ့သူ့အတွက်ကဘာဖြစ်သွားလဲလမ်းရှင်းသွားတယ်ဆိုတော့နော်ဒီသာသနာပြုမဲ့လမ်းနော်အခုကျွန်တော်တို့နာရဒမုနီကြောင့်ပဲဒီကျမ်းစာတွေကိုကျွန်တော်တို့နော်ဒီနော်နာရဒမုနီဗျာစဒေဒီပုဂ္ဂိုလ်တွေကြောင့်ပဲကျွန်တော်တို့ဘာလို့လဲဒီကျမ်းစာတွေလေ့လာခွင့်ရနေတာအခုချိန်မှာဆိုတော့ဒါဟာကံဆိုးတယ်ဆိုတော့ဘဝမှာဒီကျွန်တော်တို့ထင်သလိုငွေကြေးဆုံးရှုံးတာကိုအများကိုတအားချစ်တဲ့လူဆုံးရှုံးသွားတာနော်လောကကျွန်တော်တို့ကိုပယ်လိုက်တာနာမည်ပြတ်သွားတာနော်ဒါတွေအားလုံးဟာကံဆိုးတာမဟုတ်ဘူးတကယ်တမ်းပြောရင် this is not ကံဆိုးတာအဲ့ဒါမဟုတ်ဘူးဘာလို့လဲဆိုအဲ့ဒီအခြေအနေကနေလူတယောက်ကချက်ချင်းပြန်ထနိုင်နေပြီးတော့သူလောကရဲ့အနိဋ္ဌာယကိုမြင်ပြီးတော့လောကမှာအင်မတန်အောင်မြင်သွားတဲ့လူတယောက်လောကကိုတကယ်မြင်ပြီးတကယ်ကျင့်သွားတဲ့လူတယောက်ဖြစ်လာနိုင်တယ်သူကဘုရားရှင်မြတ်တာရရင်ဒါပေမဲ့ကံဆိုးတယ်ဆိုတာဘယ်အချိန်ဖြစ်မလဲဆိုရင်လောကမှာကံဆိုးစရာအကြောင်းတစ်ခုပဲရှိတယ်မကောင်းတဲ့လူနဲ့ပေါင်းမိသွားပြီဆိုရင်တော့အဲ့ဒီထက်ကံဆိုးတာလောကမှာမရှိဘူးနော်ပရောဂတ်မှာ quotation ပေးတယ်စာဓုစံဃဆရရှာစထရကယလဝမာတရစာဓုစံဃဆရစိတ္တိဟောယသူတော်စင်တယောက်နဲ့ခဏလေးပေါင်းလိုက်ရရင်ဘဝဟာနော်တခါတည်းခုံပြန်ကြော်လာပြောင်းလဲသွားမယ်နော်ကျွန်တော်တို့ဘဝမှာဒီလိုပဲနော်ပရောဂတ်ရဲ့ရှေ့ဘဂတိဘိကာရှ်မဟာရတ်နဲ့ထိတွေ့လိုက်ရတဲ့ဒီအချိန်ဟာကျွန်တော်တို့ဘဝမှာတမိုးမဖြတ်နိုင်ဆုံးအချိန်ပဲတကယ်တမ်းပြောရင်မဟုတ်ကျွန်တော်ဒီအချိန်မှာဘယ်ရောက်လို့ဘယ်ပေါက်နေမှသိမှာမဟုတ်This is the moment နော်ဘုရားရှင်တကယ်ကိုသာသနာပြုနေတဲ့နော်ကိုကျိုးမပါပဲသာသနာပြုနေတဲ့ဖြူစင်တဲ့တာဝကတွေနဲ့တွေ့ခွင့်ရခြင်းဟာစံရတာမရတာဘာညာအရေးမကြီးဘူးဘဝရဲ့လမ်းကြောင်းကိုမြင်သွားတာဒါဟာဘဝရဲ့လမ်းကြောင်းကိုဟိုရှောင်းနိုင်တာမရှောင်းနိုင်တော့ခဏထောင်းဘဝရဲ့လမ်းကြောင်းကိုမြင်သွားတာအော်ဒါလောက်ရမှာပါလားနော်အဲ့တော့ဘဝမှာသူတော်စင်တယောက်နဲ့တွေ့တာကံကောင်းခြင်းတအားကောင်းတယ်လို့ဘဝမှာအပေါင်းအသင်းမှားသွားရင်မကောင်းတဲ့လူတယောက်နဲ့ပေါင်းပြီးလို့သူ့စကားတွေကြားလိုက်ရရင်မကောင်းတဲ့လူတွေဟာဘာလို့လဲမကောင်းတဲ့စကားပြောမယ်မကောင်းတဲ့အကျင့်တွေကိုသင်ပေးမှသူတို့ကဒါကြောင့်လူဆိုးတငယ်ချင်းရှိမှတဲ့ထားရင်တငယ်ချင်းမရှိတာကောင်းတယ်it is better you don't have any friends နော်တကယ် friend ရှိတယ်ဆိုရင်လည်းအဲ့ friend ဟာတကယ်တမ်းပြောရင် suhrit လို့ခေါ်တယ်ကိုယ့်ကိုအမြဲတမ်းအရေးတကြီးနဲ့ပြင်ပေးနိုင်တဲ့တငယ်ချင်းမျိုးဖြစ်ရမယ်မိတ်ဆွေဆိုတာဒါကိုခေါ်တာနော် this is very very important in our life နော်အဲ့တော့ဒီအဂျာမီလ်ဟာလည်းဒီလောက်ကောင်းတဲ့လူကဘာကြောင့်ပျက်စီးသွားလဲအပေါင်းအသင်းမှားသွားလို့မင်းမပြတ်နဲ့သွားပြီးပေါင်းမိသွားတယ်ဘဝတစ်ခုလုံးဂျွန်းထိုးမှောက်ခုံဖြစ်သွားတယ်။နော်ဘဝပြတ်တဲ့လူတွေအကုန်လုံးကိုမေးကြည့်မကောင်းမှုလုပ်တဲ့လူအကုန်လုံးကိုမေးကြည့်မကောင်းတဲ့လူနဲ့ပေါင်းလိုက်ပြီလို့မကောင်းတဲ့လူရဲ့စကားကိုယုံလိုက်ပြီလို့မကောင်းတဲ့လူပြောတာကိုလှုပ်လိုက်ပြီလို့Now that is very important. So this is the very important factor. နော်ဒီနေ့ဒီပါရမှာပရောပတ်ကဒါကိုပြောခြင်းတယ် this is very important factor. ကံဆိုးတဲ့ကံကောင်းတဲ့ကံဆိုးတဲ့ဆိုတာကံဒီပတ်စံဆုံးရှုံးတာဗါလေဆုံးရှုံးတာဂျာဖြစ် this is not very important ဒါကံဆိုးတာမဟုတ်ဘူးအချိန်မဲ့ပြန်ရောက်နိုင်တယ်ဒါပေမဲ့အကျင့်ပြတ်သွားပြီမကောင်းတဲ့အလုပ်တွေကိုလုံးမိပြီဆိုရင်တော့အဲ့ဒီကပြန်ထွက်ဖို့ဆိုတာတော်ရုံတန်ကိုပြန်ပြီးတော့ပါလေမလွယ်တော့နော်ဒါပေမဲ့တဲ့ဒီမှာနော်အဂျာမင်းကဘာသုံးသပ်လဲလို့ဆိုရင်သူအရင်ကလှုပ်ခဲ့တဲ့နော်သူအရင်ကလှုပ်ခဲ့တဲ့ဘုရားရှင်အလုတ်ကျွေးဟာသူ့ကိုကယ်သွားခဲ့တယ်အဲ့တော့ပရောပတ်ကဒီမှာအမတအရေးကြီးတဲ့အချက်တွေပြောထားတာရှိတယ်လေနော်အခုဘုရားကိုသူ့ရဲ့သားကိုဘုရားနာမည်နာရိုင်းလို့ပေးလိုက်တာအလကားပေးတာမဟုတ်ဘူးတဲ့ဒါသူအရင်လှုပ်ခဲ့တဲ့ဘုရားရဲ့အလုတ်အကျွေးကောင်းမှုကုသိုလ်တွေကသူအဲ့ဒီနာမည်ပေးအောင်အထက်ကစေ့စော်လိုက်တာ
ဆိုမကောင်းမှုတစ်ခုလုပ်ခဲ့ရင်မကောင်းမှုကကျွန်တော်တို့ကိုနောက်ထပ်မကောင်းမှုတွေလုပ်အောင်ဆေးစော်နိုင်တယ်လို့ကောင်းမှုကုသိုလ်ကိုလှုပ်ထားခဲ့တယ်လို့ဆိုရင်အထူးသဖြင့်ဘုရားရှင်အလုပ်ကျွေးကိုလှုပ်ထားခဲ့ရင်နည်းနည်းလေးပေါ့ချိပရံဘဝတိဓမ္မတ်နော် तू ကချက်ချင်းဒုက္ခကြိုင်ရှိရှိစီတရာမလို့ဆိုတော့မန်ကြီးကြီးကြိုင်तू ကမကောင်းမှုကိုလှုပ်နေရတောင်မှ तू ကဘာဖြစ်လာမလဲအဲ့ဒီဥစ္စာကအထဲကနေသူ့ကိုပြန်ပြီးတော့မှတတိပေးပြီးတော့မှချိပရံဘဝတိဓမ္မတ်မှာချက်ချင်းလူကောင်းအဖြစ်ကိုမလုပ်နိုင်တယ်ရောက်လာနိုင်တယ်နော်အဲ့တော့ဘုရားရှင်အလုပ်ကျွေးကိုလှုပ်ထားတယ်ကုသိုလ်ကောင်းမှုကိုလှုပ်ထားတယ်လို့ဆိုရင်ဒါကြောင့်ကျွန်တော်တို့ဟာနေ့တိုင်းလက်နဲ့မကွာမဲ့အလုပ်သုံးခုရှိတယ်ဒါနယဂ္ဂတပ္ပစယဟောပေးကမ်းဖို့ဟာပေးကမ်းနေရမယ်အဲ့ဒီပေးကမ်းနေတဲ့အခါမှာလေဘယ်လိုပေးကမ်းမှုမျိုးလဲဆိုလဲဆိုရင် तू ကပေးကမ်းမှု၃မျိုးရှိတာ哦ကောင်းမြတ်ခြင်းဂုဏ်မှာရှိတော့ပေးကမ်းခြင်းယမက်ဂုံမှာရှိသောပေးကမ်းခြင်းအဝိဇ္ဇာဂုံမှာရှိသောပေးကမ်းခြင်းအဝိဇ္ဇာဂုံမှာရှိသောပေးကမ်းခြင်းဆိုတာကဘယ်သူဘာအကြောင်းဘာညာမသိဘူးယတမဘာညာလာရင်လည်းပြောတော့ရက်တော့လိုက်ဆိုပြီးပေးလိုက်တာမျိုးအာကုသို့လုပ်ဖို့နောက်ထပ်ပတ်စံပေးလိုက်တာမျိုးဒါကောင်းသောပေးကမ်းခြင်းမဟုတ်ပေးကမ်းခြင်းတော့ပေးကမ်းခြင်းဒါပေမဲ့အဝိဇ္ဇာဂုံမှာရှိသောပေးကမ်းခြင်းလို့ခေါ်တယ်တစုံတရားကိုမျှော်ကိုးပြီးတော့နော်ငါဒီလိုပေးရင်တော့ဒီလိုလှူလိုက်ရင်တော့ငါဒီလိုပြန်ရမယ်ဆိုပြီးမျှော်ကိုးပြီးလုပ်မယ်ဆိုရင်တော့အဲ့လိုပေးကမ်းခြင်းမျိုးကိုယမက်ဂုံမှာရှိသောပေးကမ်းခြင်းလို့ခေါ်တယ်။ကောင်းမြတ်ခြင်းဂုံမှာရှိတဲ့ပေးကမ်းခြင်းကပေးသင့်ပေးထိုက်တဲ့သူကာလဒေတာပေးသင့်ပေးထိုက်တဲ့သူကိုတေးသေးချာရွေးချယ်ပြီးတော့မှနော်ဘာမှပြန်ပြီးတော့တုံ့ပြန်မှုမမျော်လင့်ပဲနဲ့နော်ဘာတုံ့ပြန်မှုမလဲငါဒါလို့ဒါရမယ်ဆိုတော့စိတ်လုံးဝမရှိပဲနဲ့လှူသင့်လှူတိုက်တဲ့ပုဂ္ဂိုလ်ကိုသူ့အတွက်ရည်စူးပြီးတော့လှူလိုက်ခြင်းဒီကောင်းမြတ်ခြင်းဂုံမှာရှိသောအလှူလို့ခေါ်တယ်အဲ့ဒီတက်ဆင့်တက်တဲ့နောက်ထပ်အလှူတစ်ခုရှိသေးတယ်ဒါကကောင်းမြတ်ခြင်းဂုံယမက်ဂုံနဲ့အဝိဇ္ဇာဂုံနော် mood of goodness passion and ignorance အဲ့မှာရှိတဲ့ charity နော်အဲ့ဒီတက်ဆင့်တက်တဲ့ charity ရှိတယ် transcendental charity လောကုတ္တရာဒါနလောကုတ္တရာဒါနဆိုတာလောကုတ္တရာအကျိုးကိုပေးမဲ့ဒါနနော်အဲ့ဒါဟာဖယားရဲ့အလုပ်ကျွေးလူတွေရဲ့တန်တရားလွတ်ရလွတ်ကြောင်းမှာအကူအညီပေးခြင်းမတူဘူးနော်ဘိုက်စားတဲ့လူကိုထမင်းကျွေးတာဒါနမြောက်တယ်မှန်တယ်နော်ဒါပေမဲ့အဲ့ဒီဒါနထဲမှာပို့ပြီးမြင့်မြတ်တဲ့ဒါနကဘာလဲလို့ဆိုရင်လောကုတ္တရာဒါနလို့ခေါ်တယ် transcendental charity အဲ့ transcendental charity ဆိုလူတွေကိုတန်တရားလွတ်ကြလွတ်ကြောင်းအတွက်နော်ကိုကကူညီပေးတဲ့ဒါနမျိုးနော်ယဟန်ခံပေးလိုက်တာမျိုးလို့ယဟန်ခံရှင်ပြုတာမျိုးလို့နော်ဘုရားနဲ့ပတ်သက်တဲ့နော်ဥမာရှီလာပရောပတ်တဲ့စာအုပ်တွေကိုလူတွေကိုဖတ်နိုင်အောင်ပေးတာမျိုးလို့နော်ဟို Facebook မှာကျွန်တော်ခဏခဏပြောတယ်နော်ပရောပတ်တဲ့ quotation တွေ line နဲ့ share ပေးပါလူတွေဒါကိုဖတ်လို့ရှိရင်နော်နည်းနည်းတော့အသိဉာဏ်ပွင့်လင်းလာမယ်ဒီနေ့ဆို quotation ကျွန်တော်တင်ထားတယ်ပါလေပရောပတ်ကပြောတယ်အမေ9မျိုးရှိတယ်အမေ9မျိုးထဲမှာအမေတပါးမကိုဒုက္ခပေးရင်ကတ်ယောဂဘေးကြီးတွေဒုက္ခတွေတွေ့လိမ့်မယ်ကဘာကြီးอ่ะနွားတွေကိုအယံကာရောတိုက်ရင်ဖြစ်မယ်အခုဟိုသူနာမည်ပါလေဟိုလူငယ်လေးတယောက်လေကျွန်တော်တို့ prediction ပေးတာအာနန်နော်အဲ့ဒီနော်အာနန်ကအခုဘာပြန်ပြောပြီလဲအခုကိုရိုနာဗိုင်းရပ်စ်ကလွန်ပြီးသွားရင်တောင်မှတဲ့ဒီဇင်ဘာမှာဒီထက်ကြီးတဲ့ပြဿနာတစ်ခုကဘာမှကြုံနေမယ်ဟုတ်တော်ရှိမဟုတ်တော်ရှိအဲ့ तू ကဘာပြောလဲခင်ဗျားတို့ဒီပြဿနာကိုကြော်ခြင်းရင်တရိษံတွေကိုတတ်တဲ့ဇာလန်းကိုရပ်ပါဒီအာနန်ဆိုတဲ့လူငယ်လေးနော်ဝိရှနဘက် तू ကနော် तू ပြောတယ်နော်ဒါကိုလှုပ်ချင်ရင်ဒီဇင်ဘာမှာဒီထက်ကြီးမားတဲ့ဘာလို့အခုနှစ်တရာမှာတစ်ခေါက်ပဲဖြစ်တဲ့ဂျိုရဲ့အသွားလာဖြစ်နေတာကိုအခုကနော်ဂျို၃လုံးကကဘာမှာနှစ်တရာမှာတစ်ခေါက်ဖြစ်တဲ့အနေထားမှာလာရှိတော့အဲ့ဒီဂျို၃လုံးရဲ့တက်ရောက်မှုကကဘာပေါ်မှာအကုန်လုံးပျက်စီးဖို့ပဲဖြစ်လာမှာအကုန်လုံး everything will be destroyed နော်ဆိုတော့ तू ကပြောနေတယ်ကဲအဲ့ဒီဇလန်းကိုမဖြစ်ချင်ရင်နော်ဒီအသက်တတ်တဲ့ဇလန်းအသားစားတဲ့ဇလန်းကိုခင်ဗျားတို့ခဏရကြနော်အခုလည်းဒီဝူဟန်မှာဖြစ်တဲ့ကိုရိုနာဗိုင်းရပ်စ်ကဘယ်ဖျက်လာလဲဒီအသားတရိษံတွေကိုညင်းစေးတပ်ဖြတ်ခဲ့တဲ့နေရာကနေစပေါ်လာတာပဲ तू ကရှင်းရှင်းပြောရင်
so this is important ဆိုတဲ့အခါကျတော့ဒီဒါန၃မျိုးရှိတယ်ကျွန်တော်တို့ထင်တာပါလေငါပတ်စံချမ်းသာမှလှူမယ်ကျွန်တော်ထင်တယ်ငါပတ်စံရှိလာမှပေးမယ်မဟုတ်ဘူးနော်ခင်ဗျာဘယ်လောက်လှူတယ်ဆိုတာအကြောင်းမို့ခင်ဗျာဘယ်လောက်ထားတယ်ဆိုတာအကြောင်းရှိတယ်တဲ့ how much you give is not important how much you are keeping that is important ဘာသာတသိန်းရှိတဲ့လူက2000လှူရင်နော်တသိန်းနဲ့2000ဘယ်လောက်ရခိုင်နှုန်းလဲ9000ရှိတဲ့လူ1000လှူလိုက်ရင်ဘယ်သူသားလဲဘာသာ9000ရှိတဲ့လူက1000ပေးတယ်တသိန်းရှိတဲ့လူက9000ပေးရင်အများကြီးกว่าတယ်သူကနော် so နော် Bill Gates ကဘာမှအချမ်းသာဆုံးအဆင့်မှာနှစ်ပေါင်းများစွာနေခဲ့ဘူးလေဟုတ်တယ်မလားဒီ Bill Gates ကကဘာမှအချမ်းသာဆုံးအဆင့်မှာနှစ်ပေါင်းများစွာသူနေရှိခဲ့ဘူးလေနှစ်ပေါင်းများစွာဆိုတော့သူ့ကိုမေးတယ်နော်ခင်ဗျားကနော်ခင်ဗျားတဲ့ချမ်းသာတဲ့လူခင်ဗျားဘယ်လိုယူဆလဲပေါ့ကဘာမှအချမ်းသာဆုံးသူကတကယ်မှအချမ်းသာဆုံးပတ်စံချမ်းသာရအချမ်းသာဆုံးသူ့ကိုမေးတယ်သူခင်ဗျားထက်ပိုပြီးချမ်းသာလူခင်ဗျားရှိလားပေါ့သူပြောတယ်ရှိတယ်လေရှိတယ်ဆိုတော့သူကလွန်ခဲ့တဲ့နှစ်ပေါင်း20 22နှစ်ကသူအဲ့လိုပြောတာပေါ့နော်လွန်ခဲ့တဲ့4နှစ်ကကိစ္စလွန်ခဲ့တဲ့နှစ်ပေါင်း20 25နှစ်ကတဲ့သူကနော်ဒီလင်းမြန်နဲ့ဘယ်သူမှသူ့ကိုမသိသေးဘူးဘယ်လ်ဂိတ်ဆိုတော့ဘယ်သူမှမကြားဘူးတဲ့အချိန်တာမန်ခရီးသွားတယောက်ပဲဆိုတော့လင်းမြန်တို့ကခုမှဆင်းတဲ့အခါမှာတဲ့နော်သတင်းစာဝယ်ပြီးဖတ်ချင်တဲ့အခါကျတော့သတင်းစာဝယ်ဖို့အဲ့ဒီသတင်းစာရောင်းတဲ့နော်အဖိုးတယောက်ရှိတယ်နော်သူ့စီမှာသွားပြီးဝယ်တဲ့အခါကျတော့သူကအကျွေမပြည့်ဘူးဖြစ်နေတာဝယ်ဖို့ဆိုတော့ဟိုသတင်းစာရောင်းတဲ့အဖိုးကသူ့ဘာပြောရယူသွားပါဖတ်ပါဒီလောက်ဖတ်ချင်တယ်ဆိုတယ်နော်ပေးလိုက်တယ်ဆိုတော့နောက်တလ3လမှာပြန်ပြီးအဲ့လေမြောင်ကင်းမှာပြန်လာတဲ့အခါအဲ့တိုင်းပြန်ဖြစ်တယ်ဖြစ်တဲ့အခါကျတော့အဖိုးကခင်ဗျားဟိုတစ်ခေါက်လည်းကျွန်တော်တွေ့တယ်နော်ရဖတ်ပါပေးလိုက်တယ်ပြီးတော့16နှစ်ကြာတဲ့အခါမှာအဲ့ဒီဟာဖြစ်ပြီး16နှစ်ကြာတဲ့အခါမှာသူဟာကမ္ဘာမှာအချမ်းသာဆုံးဖြစ်လာတယ်နော်ကမ္ဘာမှာအချမ်းသာဆုံးဆိုတဲ့စရင်းကိုသူဝင်လာတယ်ဝင်လာတဲ့အခါကျတော့နော်ဒီ तू ဘာလို့ဘသူတွေသူ့ကိုကူညီခဲ့ဘူးလဲ तू ဘာလို့ပေးရမလဲစဉ်းစားရင်းနဲ့ပေါ့နော်ဒါချမ်းသာတယ်ကျွန်တော်ခဏပြောတယ်လူတယောက်ကအပေါ်ရောက်လာရင်ဘသူကြောင့်ရောက်လာတယ်ဆိုတာကိုမေ့လို့မရဘူး तू အများအားစဉ်းစားပြီးဘာပြန်လုပ်ပေးရမလဲဆိုတာအများအားစဉ်းစား this is very important နော်ခဏလေးပဲကိုဘွားမှာခဏလေးပဲတွေးခဲ့တဲ့လူပဲဖြစ်စေခဏလေးနည်းနည်းပဲကူညီခဲ့တဲ့လူပဲဖြစ်စေသူ့ကိုမေ့လို့မရဘူးကျွန်တော်တို့နော်တည်တဲ့အထိမေ့လို့မရဘူးသူကျေးဇူးကိုသိနေရမယ်ကျေးဇူးအောင်းမေ့နေရမှာဆိုတော့ဒီချမ်းသာတဲ့လူတွေအားလုံးမှာဒီ quality ရှိတယ် Bill Gates ကလည်းသူကစဉ်းစားတယ်နော်ဘသူတွေဘာသူနော်တအားချမ်းသာလာတော့ပတ်စံထားစရာမရှိအောင်ချမ်းသာလာတဲ့ခါကျတော့ तू ကဘသူတွေဘာပြန်လုပ်ပေးရမှာလဲဒါတထေးရဲ့စိတ်ဓာတ်ပဲလေနော်ငါဘသူကိုဘာပြန်လုပ်ပေးရင်ကောင်းမလဲပေါ့နော်ဆိုတဲ့က तू စဉ်းစားတဲ့ခါကျတော့ can you remember that လွန်ခဲ့တဲ့19နှစ်နဲ့20ကိစ္စဆိုဒီရဟိုအဖိုးငါ့ကိုတော့သတင်းစာကလိုက်ရှာမယ်ဆို तू တပည့်တွေလှုပ်ပြီးတော့လိုက်ရှာခိုင်းတလခွဲကြတယ်သူတို့ရှာတာတလောက်ကတော့တွေ့တော့သူကအဲ့လင်းမြန်စီးသွားအဲ့လင်းမြန်ခွင့်မှာသွားပြီးတော့ပြန်ပြီးအဲ့ဒီဖုန်းနဲ့ပြန်တွေ့တယ်သူတော့အသက်ကြီးနေပြီပေါ့သူနဲ့သွားတွေ့ပြီးတော့နော်သူ့ကိုမေးတယ်နော်ကျွန်တော်သိလားတဲ့မေးတဲ့ခါကျတော့သိတာပေါ့တဲ့ခင်ဗျာ Bill Gates ပဲကမ္ဘာမှာအချမ်းသာဆုံးလို့ခင်ဗျာမသိလို့ဘာလို့ရှိလဲဒါပေမဲ့ခင်ဗျာမေးနေတာတခုရှိတယ်တဲ့အဖိုးတဲ့ကျွန်တော်ကလွန်ခဲ့တဲ့19နှစ်လောက်ကခင်ဗျားစီကသတင်းစာအလကားယူဖတ်ဖို့တယ်ခင်ဗျာကျွန်တော်သတင်းစာအလကားပေးမှုတယ်တဲ့မှတ်မိလားဆိုတစ်ခေါက်တည်းပေးဘူးလားမဟုတ်နှစ်ခေါက်ပေးဘူးတယ်တဲ့အဖိုးရမှတ်ညံကောင်းတယ်နော်တစ်ခေါက်တည်းပေးဘူးလားနှစ်ခေါက်ပေးဘူးတယ်တဲ့အဲဆိုရင်တဲ့ကျွန်တော်အဖိုးစီလာတာတဲ့တခြားကြောင်းမဟုတ်ဘူးတဲ့အဖိုးအခုဘာလို့လဲဘဝမှာဘာလို့ခြင်းလဲနော်ဘာမရှိဘူးလဲဘာမပြည့်စုံဘာလို့ခြင်းလဲပဲပြောပါတဲ့အကုန်လုံးဖြည့်ဆည်းဖို့ဒီမှာ check ယူလာထားတယ်ပေါ့နော်အကုန်လုံးလုပ်ပေးဖို့ယူလာထားတယ်ဆိုတော့အဲ့အဖိုးကဘာပြောလဲဆိုရင်မင်းအဲ့လိုလှုပ်လိုက်လို့ငါရဲ့လှုပ်ပေးတဲ့ဒီစေနာဟိုဘာဖြစ်မလဲဟိုပြည့်သွားမထင်လို့လားတဲ့သူပြောတာအဲ့တော့ငါဆင်းရဲတာတဲ့မင်းကလေမြန်စီးနိုင်တဲ့လူပဲနော်အဲ့တော့ငါမင်းကိုပြောခဲ့တယ်တဲ့ငါမင်းကိုဒီသတင်းစာပေးတယ်ဆိုတာဒီအကျွေးမရှိလို့သတင်းစာပေးဖတ်တယ်ဆိုတာတဲ့
ငါအရင်တည်းကမင်းကိုပေးတာမဟုတ်ငါရထားတဲ့အမြတ်ထဲကငါမင်းကိုပေးတာငါမရှုံးသွားဘူးဒီကိစ္စမလို့ပြောပြီးမင်းကိုပေးခဲ့တာတဲ့ငါအရင်တည်းကငါအမြတ်ထဲကငါပေးခဲ့တာငါမင်းကိုပြောပေးခဲ့တာတဲ့အဲ့တော့ငါဘာမှမလုပ်ဘူးတဲ့နော်ငါအဲ့တော့စင်းရတာပေါ့မင်းကအခုချမ်းသာမှနော် तू ကတော့အဲ့လိုမပြောဘူးတကယ်တော့အဲ့ဒီအဖိုးကတော့အဲ့လိုမပြောဘူး Bill Gates က तू ပြောတာကျွန်တော်ဘလောက်မှားတယ်ဆိုတာကျွန်တော်သိတာတဲ့ကျွန်တော်ကချမ်းသာမှသွားပြီးတော့နော်လှူမယ်လို့လုပ်တာတဲ့ဒီအဖိုးကဘာမှမရှိတဲ့အချိန်စင်းရဲနေတဲ့သတင်းစာရောင်းနေတဲ့အချိန်မှာတော့ तू ကသူများကိုပေးဖို့ဝမလေးတဲ့လူဟုတ်တယ်ကျွန်တော်ထက်ချမ်းသာတယ်ဆိုတာ तू ပဲတဲ့ He is richer than me နော်ဆိုတော့အခွင့်အရေးတစ်ခုရလာရင်ကျွန်တော်တို့ကဒီလိုလေအခုနကပြောရက်ဒါနတပတ်ဆက်ကိုကျွန်တော်လုပ်ရမယ်နေတိုင်းလုပ်ရမယ်လုပ်ရမယ့်အချိန်မှာနော်တချို့တွေကငါထီပေါင်းရင်ပါတချို့ရည်စရာချင်းကျွန်တော်ထီပေါင်းရဘုရားเจ้าအကြီးကြီးစောက်ပဲတော့ဘလို့လောလောဆယ်ဘုရားပန်းတပွင့်တင်တော့ပြီ it's not တော့ကျွန်တော်ထီပေါင်းရခင်ဗျာဘယ်တော့ထီပေါင်းပါလဲဘယ်တော့ဘုရားကျွန်တော်ဟိုလိုပြည့်ကျွန်တော်ဒီလိုလှူလိုက်ပဲ this is all we shouldn't say that နော်အခုဘာလုပ်နိုင်လဲပန်းတပွင့်ပေးနိုင်လား yes you give me a flower နော်ဘုရားရှင်ကလည်းဒါကိုပဲသဘောကျတာ तू ကခင်ဗျာဘယ်လောက်ချမ်းသာတယ်ဆိုတာကို he's not interested နော် how much you are နော်ဘာလို့လဲဘုရားရှင်ရဲ့အရှိမကျွန်တော်တို့ချမ်းသာတယ်ဆိုတာပါလဲနော်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ချမ်းသာခြင်းပေါ်မှာတခါလေဂုံမောက်နေတာလေနော်ကျွန်တော်ဂုံမောက်ပရောပတ်ကအဲ့မှာပုံမြင်လို့ပြဘူးတယ်နော်တော်မသားစရာကောင်းတဲ့ပုံမြင်လို့ပရောပတ်ပြဘူးတယ်နော်ငါးမူတန်တထေးတဲ့ပရောပတ်ပြောပြတယ်ငါးမူတန်ငါးမူပိုင်ရှင်တထေးပေါ့နော်ပရောပတ်ပြောဘူးတယ်နော်ဖားတကောင်ရှိတယ်တဲ့ဖားတကောင်ရှိတော့ရေကန်ထဲမှာဖားနော်အများအားပျော်တာပေါ့နော်ဆော့နေအဲ့တော့အဲ့ရေကန်မှာစင်တကောင်ရေလာတာချိုးတယ်လေအဲ့မှာနော် the elephant came in bed every day ဆိုတော့နော်ဒီဖားကတရက်ကြတော့နော်ရေထဲမှာဆော့ရင်းနဲ့ငါးမူပြားတွေ့တာငါးမူတစ်စီတွေ့လာနော်သူကဒီစင်ကိုလုံးဝမကျင်တတ်ဘူးတဲ့ဒီကောင်လာရင်အများအားနော်ရေကန်ကိုနောက်အောင်လုပ်တယ်ဘာညာငါတေးသေးလေးမို့လို့မပြောနိုင်တာငါတရက်ကြရင်ငါတရက်ကြရင်တကူဖြစ်လာရင်ငါဒီကောင်ကိုပြမယ်ဘာညာအများအားကျိန်းတာလေသူကနော်ကျိန်းတဲ့အခါကျတော့အဲ့ဒီမှာအဲ့ဒီဖားအဲ့ဒီကကျတော့နော်တရက်အဲ့ဒီငါးမူပြားတွေ့တာငါးမူစီတွေ့တော့ဟာနော်အခုငါးမူပိုင်ရှင်ဖြစ်သွားပြီပေါ့အာထနာကစေ့အာထနာကစေ့ငါးမူပိုင်ရှင်တည်းငါဖြစ်သွားပြီဒီတစ်ခေါက်ဒီကောင်လာပါစေဦးဆိုတော့ငါးမူလိမ့်သွားပြီးဆင်လာတဲ့လမ်းအလဲတဲ့ကောင်ကငါးမူချလိုက်တာနော်ငါးမူချပြီးအဲ့ပေါ်တက်ထိုင်လိုက်တာသူကနော်စိတ်ကူးတွေရင်းနေတာငါဘာမှမရှိဆိုဒီစင်ငါဘာမှပြောလို့မရဘူးနော်ငါအခုတော့ငါမူချမ်းသာလိုက်ငါပြန်ပြောလို့ရပြီအခုနော်အခုတော်တော်များလူတွေဒါမျိုးရှိတယ်တော့ဘာမှမရှိကြတော့ဘာမှပြောဟုတ်သူတို့ဗာတဲ့ရိုးချိုးနေတယ်နည်းနည်းပတ်သက်ချမ်းသာလာပြီနည်းနည်းယာဒူးရလာပြီနည်းနည်းဘာဖြစ်လာပြီဆိုပါလဲဘယ်သူကနားမလဲတော့ပြောကြတာ short ပြောတယ်ဗလားအဲ့လိုမျိုးလေနော်ယေရှုပဲဘာမှမသိတော့ so like this so he was also တော့ဆိုတော့ငါမူပြားပေါ်တက်ထိုင်လိုက်တယ်စင်လာကနီးမှာအမှငါမူကိုလှိမ့်သွားပြီးတော့စင်လာမဲ့လမ်းတဲထဲမှာချလိုက်တယ်ချပြီးတော့မှနော်အဲ့နဲ့ငါးမူရပေါ်တက်ထိုင်ပြီးတော့မှငါးမူပေါ်မှာတက်ထိုင်ပြီးတော့မှ तू ကအကြီးကျယ်ပေါ်လာတဲ့ဆင်လာတဲ့ခါကျဟဲ့မင်းဟိုဘက်ကကွေ့သွားနော်ဒီရေကမင်းဒီတန်းဆက်ကြီးချလို့မရတော့ဘူးငါ့ဟိုပါတင်လိုက်ငါးမူပိုင်ရှင်တတိဘာညာနဲ့အော်နေတာစင်ကသိတယ်မလားစင်ဆိုတာကဘယ်လောက်ကြီးလဲဖားဆိုတာဘယ်လောက်လဲဟုတ်တယ်မလားနော် तू ကသူငါးမူပိုင်တယ်ဆိုပါလို့လေစင်ကတော့လာရဲတယ်ဘာလို့လဲဒီကောင်ရှုပ်တယ်ကွာဆိုလင်းပြီးသွားလိုက်တာဒီတော့ပြားသွားတာအဲ့တော့ပရောပတ်ကပြောတယ်နော်ကျွန်တော်တို့နော်ချမ်းသာတယ်ဘာဖြစ်လဲညာဖြစ်တယ်ဆိုမာနကြီးစရာဘာအကြောင်းမှမရှိဘူးဘာလို့လဲဘုရားရှင်ရဲ့ချမ်းသာမှုအခုနဆင့်လို့နော်ကျွန်တော်တို့ရဲ့ချမ်းသာမှုလောကမှာအချမ်းသာဆုံးဆိုတဲ့ Bill Gates ကလည်းတကယ်တော့အဲ့ဒီဖာငါးမှုတန်ဖာပဲသူကလည်းဘာမှis nobody in front of the Lord နော်ဘုရားရှင်ရဲ့အရှိမကျွန်တော်တို့ဘာမှမရှိဘူးကျွန်တော်နေတိုင်းငါးမှုပေါ်မှာကျွန်တော်တို့ဒီငါးမှုစီကောက်ရလို့နော်မန်တက်နေတာနော်ဆိုတော့ဒီချမ်းသာမှလုံးမယ်ဆိုတာတဲ့စာရင်နော်ဒီနေ့ရဲ့ဒီနော်ဒီဟိုကအနှစ်သာရဘာလဲလို့ဆိုရင်နော်ချမ်းသာရင်လည်းလုပ်ပါချမ်းသာလာတော့လည်းချမ်းသာလို့လုပ်ပေါ့ဒါပေမဲ့ဒီအချိန်မှာရှိတဲ့ဥစ္စာနဲ့
နော်ရှိတဲ့ပေးကမ်းမှုမျိုးပါလုံနိုင်ရမလဲလုံနိုင်ရမယ်နော်အဲ့ဒါဘဂဝန်ရှိခရစ်ယာန်ကလည်းဘာကြည့်ကြမှာနော်ငါ့ကိုအလုပ်ကျွေးလုပ်ပါလုပ်တဲ့အခါပတ္တရမ်ပုရှပမ်ဖလမ်တိုယမ်ဒီနည်းနည်းလေးလုပ်ထားတဲ့ကုသိုလ်တွေအားလုံးဟာတကယ်အန်တကယ်ဖြစ်လာရင်တို့ကျွန်တော်တို့ကာကွယ်ပေးနိုင်တယ်နော်ဒါကျွန်တော်တို့ခေါင်းထဲမှာထည့်ထားနည်းနည်းလေးလုပ်ထားတဲ့ကုသိုလ်တွေနော်ကျွန်တော်မှ1000ရှိလို့နော်ဒီ1000ရှိလို့100လှူလိုက်တယ်ကျွန်တော်တခါလေးစားဖို့သွားရောက်တယ်နော်ကျွန်တော်တခါအောင်းစရာကောင်းတဲ့ကိစ္စတွေနော်စားဖို့သွားရောက်တဲ့အခါမှာဒီလမ်းပေါ်မှာနော်ဒီမှာရှာမုန်သပရုထိုင်နေစားဖို့ရောက်ရင်တွေ့ရတယ်ဟုတ်တယ်မလားဆိုင်သေးသေးလေးနဲ့နော်ဆိုင်သေးသေးလေးရှိတဲ့လူဘာမှဝင်မရှိတဲ့လူကနော်ဒီနော်လောက်လေးရှိပြီးတော့ဒီကဘက်တရီကပြောတာပေါ့စားဖို့နော်အင်မတန်တန်ဖိုးရှိတဲ့စားဖို့တွေလာပြီးတော့နော်ဝေငှတာဖြစ်တယ်အလူလုတ်ပါကြိုက်တဲ့လောက်ပေးပြီးယူပါလို့ဆိုရင်နော်သူတို့ရဲ့စီးပွားရေးအင်မတန်နော်မရှိတဲ့ကြားတဲ့1000တောင်ကိုရက်ရောလှူမှာသူကပြင်ထွက်လာပြီးဖနာလေးချွတ်ပြီးလက်လေးချွေပြီးတော့နော်စားဖို့ကိုရိုးသေးယူပြီးလှူမှာတထဲရစီသွားလို့ရှိရင်အိမ်ဒီအကြီးကြီးနော်ဒါပေမဲ့ဘလောက်လဲ1000နော်ဒီလိုက်သားတော့ပေးပါဆို200ပေးလို့ရလားနော်အလကားမလို့မပေးရလဲခင်ဗျားတို့ကနော် they will say so many things နော် they will say so many things နောက်တော့ဗမာပြည်ကကဘာမှနော်အလူတန်းရိုက်ရောဆုံးနိုင်ငံလို့ပြောတာဒါကြောင့်နော် they just give they have ဘာသာမရှိရသူတို့ဘာလုပ်လဲပေးလိုက်တယ်ရိုးသေးပေးတယ်ဒါတော့မှနော်ရောက်ယူသွားကျွန်တော်တို့တစ်ခေါက်မမစောက်ရောက်နေလို့ပဲဒီမျိုးသမီးအောင်မှာအသားတွေရောင်းနေတာခုတ်ခက်ပြီးတော့ဟိုအစင်ပြေတဲ့ပုံလည်းမပေါက်ဘူးနော်သူများတွေကမရောင်းပါနဲ့ဒီဆိုင်ကညစ်ပတ်တယ်တဲ့နော်မအသားတွေခုတ်နေတယ်ဗာညာပေါ့နော်မရောင်းပါတွေးတဲ့တန်နေနဲ့ဆိုတော့ကျွန်တော်ကမဟုတ်ဒီစာအုပ်ကတော့ဘယ်သူမဆိုအတွက်လိုအပ်တယ်ပေါ့နော်သူစာတစ်ကြောင်းဖတ်လို့သူ့ဘဝမှာပြောင်းလဲသွားရင်လည်းပြောင်းလဲသွားမှာဆိုသွားရောင်းတာသွားတဲ့ခါကျတော့နော်လက်ဦးလေးရှိပြီးအာနာပါတယ်တဲ့ကိုတော့တဲ့နော်ဟိုပတ်စံကိုတော့ဟိုပတ်စံဘူးထဲမှာဖွင့်ပြီးယူသွားပါပေါ့နော်1000လှူလိုက်ပါမယ်ယူသွားပါစာအုပ်ကိုတော့အဲ့မှာထားခဲ့ပါလက်ဆေးပြီးဖတ်ပါမယ်အဲ့လိုလူတွေရှိ this is like this so ကျွန်တော်တို့ကနော်ဘာဖြစ်မှဘာလုပ်မယ်ဆိုတာတဲ့ဆိုင်ဒီခုနပြောတဲ့တေးလှုပ်လိုက်တဲ့နော်စိတ်ထဲကဖြူစင်တဲ့စေတနာနဲ့နော်အကြမ်းမလို့ကဲသွားတာပါလေနော်သူဖះကိုပန်းလေးတင်ခဲ့ဘူးလေ this is what the whole story is like that နော်ဘုရားကြီးမားမားပြောတာမဟုတ်ဘူးနော်ချင်းမြတ်နိုးတဲ့စိတ်နဲ့ငါဘုရားကိုဒီနေ့ပန်းလေးတစ်ပွင့်တင်မယ်တောက်တော်ရေးလေးတစ်ခွက်ကတ်မယ်နော်အင်တာနက်မှာခဏတွေ့တယ်ပဲဆရာတော်မင်းဝေဘူးဆရာတော်လားမသိဘူးပြောနေနော်ဗာလဲဘုရားကိုတက်ရှိထင်ရှားရှိသလိုစွန်းတော်ကတ်ပါဆိုတာမျိုးလားပြောတာကြားတယ်နော်ဟုတ်လားဝေဘူးဆရာဝေဘူးဆရာတော်တယ်နော်ဆိုဒါတွေကိုကျွန်တော်တို့သိရမယ်နော်ဘုရားရှင်ကိုတက်ရှိထင်ရှားရှိတဲ့ဘုရားလိုမျိုးဘုရားရဲ့ခြေတော်ရင်းမှာပန်းလေးတစ်ပွင့်ဆက်ကပ်ပါတယ်နော်ဘုရားရှင်ကိုတောက်တော်ရေးလေးတစ်ခွက်ဆက်ကပ်ပါတယ်ဆိုတဲ့နော်သူစီတရွက်ဘုရားရှင်ခြေတော်ရင်းကိုဆက်ကပ်ပါတယ်ပတ္တရံပရှပံဖယံတောယနော်တိလေးတစ်လုံးပန်းလေးတစ်ပွင့်နော်တောက်တော်ရေးလေးတစ်ခွက်နော်ဒါကိုဆက်ကပ်ပါတယ်နော်အဲ့လိုမျိုးသာနည်းနည်းလေးခုနပြောတယ်ကျွန်တော်တို့မသိဘူးဒါဘလောက်နော်ဒီခုနပြောတဲ့ဘာပြောမလဲswalpam apyasya dharmasya trayate mahado bhayat ဆိုတာဘုရားကြောက်ရွံ့ခြင်းကြီးမားသောအကြောက်တရားကနေကိုယ့်ကိုကာကွယ်ပေးနေတာဘုရားရှင်ကိုနည်းနည်းလေးလှုပ်ကြွေးလုပ်ရင်လည်းကာကွယ်ပေးနိုင် so every day နော်မလဲမိုးလင်းထားတာနဲ့ငါတို့ဒီနေ့ဘုရားကိုဘာလှုပ်ကြွေးလုပ်မလဲဘုရားရှင်ကတက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင်ငါဘုရားရဲ့ခြေတော်ကြီးမှာပန်းလေးတစ်ပွင့်ကပ်ပြီးတော့နော်ရှ िख ိုးခြင်းပါတယ်နော်အဲ့ဒီလိုမျိုးအထဲကဖြစ်လာတဲ့နော်ဒီစေရနာမေတ္တာနဲ့ဘုရားရှင်ကိုအလုပ်ကျွေးလုပ်ရမှာဘဂတိဆိုတာတကယ်မှဒါပဲခရစ်ယာန်တို့ကဒါကိုသင်ပေးတာတကယ်ပြောရင်နော်ဘုရားရှင်ကိုရည်စူးပြီးတော့မှကိုဂျိုးမပါတဲ့ဖြူစင်တဲ့မေတ္တာနဲ့ဘုရားရှင်ကိုအလုပ်ကျွေးလုပ်ခြင်းကိုသင်ပေးတာအဲ့ဒါကိုမေတ္တာနဲ့အလုပ်ကျွေးပရိမဘဂတိဆိုတာကိုခေါ်တာမေတ္တာနဲ့ဘုရားရှင်ကိုလုပ်ဆိုတော့အခုကအဂျာမေလကသူသုံးတတ်တယ်ငါအရင်တုန်းကဒီမှာနော်ပရုပတ်ကလည်းသုံးတတ်တယ်သူအရင်တုန်းကလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေအားလုံးဟာသူ့ကိုဘာလုပ်လိုက်လဲဒီအခြေအနေရောက်အောင်ကဲတင်ပေးလိုက်တယ်ဘယ်ဒါဘာတွေပါလဲခါသူ့သားကိုသူဘုရားနာမည်ပေးဖို့သူ့သားအပေါ်မှာဆွဲလန်းလာဖို့အဲ့ဒီနာမည်ကိုထပ်ခါတိုက်လိုက်လဲခေါ်ဖို့
အထက်ကနေဖရားကိုအားကိုးတဲ့ဥစ္စာတွေပြန်ပေါ်လာဖို့နော်ဒါတွေအားလုံးဟာသူအရင်လှုပ်ထားတဲ့ဒီကောင်းမှုကုသိုလ်ဘုရားရှင်အလုပ်ကျွေးတွေကြောင့်ဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြန်သုံးသပ်ရမယ်ဆိုရင် if we conclude today ကျွန်တော်ပြန်သုံးသပ်ရမယ်ဆိုရင်ဒီကျွန်တော်တို့မှာအခွင့်အရေးရလာရင်နော်ဒီအခွင့်အလန်းဆိုတဲ့ဥစ္စာဘဝမှာအရေးကြီးဆုံးကိစ္စပဲလှူခွင့်ကြုံလာရင်ဒါပေမဲ့မူတော့ရှိရမှာပေါ့ဦးနာပြောတဲ့အလှ3မျိုးပါလဲဆိုတာသိရမှာပေါ့ဘယ်အလှမျိုးငါလှူမလဲဆိုတာလဲဆုံးဖြတ်ချက်တော့ရှိရမယ်အဲ့တော့ကျွန်တော်တို့မှာအခွင့်အရေးရလာရင်အခွင့်အလန်းဆိုတာရလာရင်အဲ့ဒီအခွင့်အလန်းဆိုတာခဏခဏမပေါ်တတ်ဘူးဒေလ်ကနေဂျီဆောင်းမှာရေးထားလဲလို့ဆိုရင်လူတယောက်ကိုကူညီခွင့်ကြုံတယ်လို့ဆိုရင်တဲ့ဒါကိုထူးမြတ်တဲ့အခွင့်အလန်းလို့သဘောထားပါကူညီခွင့်ရတယ်ဆိုတာကိုတယောက်ကအကူညီလာတောင်းရင်ဒါငါအတွက်အခွင့်အရေးပဲငါသူ့ကိုကူညီတာအခွင့်အရေးပဲငါ့ကိုဒါလေးလုပ်ပေးစမ်းပါကျွန်တော်ပြောတယ်ဗျာလုပ်ဖို့လားကျွန်တော်လုပ်ပေးမယ်အဲ့လိုမျိုးယူနိုင်ရမှာလေသူကမိဘတွေကရေခတ်ခိုင်းတယ်ဆိုတော့ကျွန်တော်ရေတစ်ခွက်ခတ်ပေးသားမှာခလေးငယ်ငယ်လေးတွေမှာတွေ့ရတယ်ခလေး2ယောက်ရှိလို့ငါ့ကိုရေတစ်ခွက်ခတ်ပေးသားမှာလို့ပြောရင်ဟိုတစ်ယောက်ကလေးကကျွန်တော်ဘာလို့မပြောတာလဲသူကပြောတယ်ကျွန်တော်ယူမှာပေါ့သူ့ဘာလို့ပြောတာလဲမနာလို့စိတ်ဖြစ်တယ်တကယ်မှကျွန်တော်တို့ကအလုပ်အကျွေးတစ်ခုကိုအဲ့လိုယူရမှာကျွန်တော်တို့ကကျွန်တော်ကိုလုပ်ခွင့်ပေးပါကျွန်တော်တို့ကိုဟရေကೃಷ್ဏမဟာမန္တရဂါထာတော်စိတ်တယ်ဆိုတဲ့အကြောင်းထဲမှာလဲအဲ့ဒါတစ်ခုပါတယ်တပည့်တော်ကိုအရှင်ဘုရားရဲ့အလုပ်အကျွေးမှာပါဝင်ခွင့်ဆိုတဲ့အခွင့်အလမ်းကိုပေးသနာတော်မူပါတပည့်တော်အရှင်ဘုရားကိုအလုပ်အကျွေးပြုလို့ပါတယ်လူတိုင်းပြုခွင့်မရပါဘုရားရှင်အလုပ်အကျွေးလူတိုင်းပြုခွင့်မရှိဘူးတပည့်တော်ဟာအဲ့ဒီပြုခွင့်ကိုလိုချင်ပါတယ်ပြုခွင့်ကိုပေးသနာပါဆိုပြီးကျွန်တော်တို့ကအဲ့ဒီ chance ကိုကျွန်တော်တို့တောင်းတာ so this is so important တယောက်ကိုလှုပ်ပေးမနေ့ကကျွန်တော်တို့အမေအကြောင်းအဖေအကြောင်းပြောတဲ့ခါမှာအမေကိုလှုပ်ကြွေးခွင့်ရရင် that's a chance it's an opportunity ဒါအခွင့်ထူးဟုတ်တယ်ဒါ it's an opportunity to serve parents is an opportunity to serve devotees are the opportunities ဘုရားရှင်အလုပ်ကျွေးကိုလုပ်နေတာဝကတွေကိုဒီအလုပ်ကျွေးလုပ်ခွင့်ရတယ်ဆိုတာလည်းပါလေဒါလည်းအခွင့်အရေးတစ်ခုပဲဒါတွေအားလုံးဟာကျွန်တော်တို့တကယ်နဖူးတွေဒူးတွေအန်တရရှိလာတဲ့အခါမှာအဲ့ဒီအန်တရကနေမလုပ်ပေးမလဲကာကွယ်ပေးနိုင်တယ်ကာကွယ်ပေးနိုင်တယ်ဆိုတာဟိုကမဖြစ်သွားတာမဟုတ်ဘူးyou will get a second chance to rectify ourselves ဒုတိယကျွန်တော်တို့စီမှာဒုတိယအခွင့်အလမ်းတစ်ခုရလာပြီအဲ့ဒုတိယအခွင့်အလမ်းဟာကျွန်တော်တို့ကိုအခွင့်အရေးတစ်ခုကကျွန်တော်တို့ဘဝကိုပြောင်းလဲခြင်းတစ်ခုကိုဖြစ်လာစေမှာဖြစ်တယ် so this is what Ajamil has today analyze to don't talk about the chat. So I think we stop here. Thank you very much. Any questions, comment?